ပထမဆုံးကော့ကိုကျွန်တော်တို့ ES9 ကိုသုံးတယ်တခင်ရဲ့တန်ရာတွေဖြည့်စည်းမှုပြည့်နေပြန်ခဲ့တယ် Okay ဆိုတော့ ES9 ဒီလိုခြင်ရပါတယ်ဗျကျွန်တော်တို့ပထမဆုံးတကွက်ရဲ့3ကျိုးမှာလက်ညှိုးထည့်မယ်နှစ်ကွက်မြောက်ရဲ့5ကျိုးကိုလက်ကလေး4ကွက်ပေါ့နော်4ကွက်မြောက်ရဲ့4ကျိုးကိုလက်တံထည့်မယ်ပေါ့နော် ES9 တခင်ရဲ့ Okay ဒီနောက်မှာကျွန်တော်တို့တွေ G sharp dim 7ကိုသုံးတယ်ပေါ့နော်ဒီ G sharp dim 7ကိုကျွန်တော်တို့တွေဒီ3ကွက်မြောက်မှာ3ကွက်မြောက်ရဲ့4 3 2ကိုကျွန်တော်တို့ကလက်ညှိုးနဲ့ဖိမယ်အဲ့ဒါပြီးရင်4ကွက်မြောက်ရဲ့6ကျိုးကျွန်တော်လက်ကလေးနဲ့ဖိမယ်4ကွက်မြောက်ရဲ့3ကျိုးမှာကျွန်တော်လက်တကြွယ်နဲ့ပိတ်မယ်ပေါ့နော်ဆိုတော့တီးရမယ့်ကျိုးက6ရဲ့4 3 2ဒါပါပဲ6 4 3 2ပေါ့နော်ဒီကျိုးတွေကိုတီးရမယ်အဲ့ဒါကို G sharp dim 7လို့ခေါ်တယ် Okay နည်းနည်းတော့ခက်တယ်ပေါ့နော်တခင်ရဲ့ Okay ဒီနောက်မှာကျွန်တော်တို့ G minor 7 flat 5ကိုသုံးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ G note မှာကျွန်တော်တို့လက်ကလေးကိုထောက်မယ်4ကျိုးမှာလက်တကြွယ်ကိုထည့်မယ်3ကျိုးမှာလက်တန်းဒီဘက်ရဲ့နှစ်ကွက်မြောက်ရဲ့2ကျိုးမှာကျွန်တော်လက်ညှိုးထည့်မယ်အဲ့တော့ G minor 7 flat 5ပေါ့နော် Okay အဲ့3ကုတ်ကျွန်တော်တို့ပေါင်းမှတီးကြည့်အောင်တခင်ရဲ့ Okay ဒီနောက်မှာကျွန်တော်တို့တွေ F sharp minor 7ပေါ့နော်လွယ်လွယ်လေးပါပဲဒီမှာလက်ညှိုးဖိလိုက်မယ်အဲ့ဒါပြီးရင်တကွက်ကြော်ပေါ့နော်4 3 2ပေါ့နော်အစင်လိုက်ပါပဲ4 3 2 F sharp minor 7ရတယ်ပေါ့နော် Okay အဲ့ဒါပြီးရင်ကျွန်တော်တို့ B ကိုခြင်လိုက်အောင်ပါပဲ Okay B note ပေါ့နော်အဲ့ဆို B ကော့ကိုခြင်လိုက်ရင်ပေါ့နော်ဒီမှာကျရင်ကျွန်တော်တို့က G sharp minor 7ပေါ့နော်ဒီနောက်မှာB note ကိုခြင်ထားရင်တန်းတဲ့ဒီလက်ညှိုးကိုကျွန်တော်တို့ဒီရဲ့6ကျိုးမှာလာတင်လိုက်အောင်ပဲပေါ့နော်4ကွက်မြောက်ရဲ့6ကျိုးမှာလာတင်လိုက်ပြီဆိုရင်ကျွန်တော်တို့ G sharp minor 7ရပါတယ်ဆိုခုနကကျွန်တော်တို့သုံးခဲ့တဲ့ G sharp dim 7ကိုတစ်ချက်ရွှေ့လိုက်အောင်ပဲပေါ့နော်အဲဆိုရင် G dim 7ဆိုတာရလာမယ်အဲ့ကောထိကျွန်တော်တို့လေ့လာကြည့်အောင်တခင်ရဲ့တရားတွေပြီးစီမှုပြည့်တဲ့ပြန်ခဲ့တယ်ခွန်လပေါ်တော့ပဲတခင်ရဲ့လုံးနဲ့တဲ့ကိုနင်းလို့ချေသူတခင်ရဲ့ဆိုအဆောက်ပြန်ရောက်သွားမှာပေါ့နော် Okay ဆိုတော့အဆောက်ပြန်ရောက်သွားတဲ့အခါမှာကျွန်တော်တို့အဲ့ဒါ verse ပြီးအထိကျွန်တော်တို့အဲ့လိုပဲတီးသွားမှာပေါ့နော်ကျွန်တော် chorus ကိုဝင်ခံနေလေးပေါ့နော် chorus ကိုဝင်ခံနေမှာကျွန်တော်တို့ chord တစ်ခုချိန်မယ်တခင်ရဲ့လုံးတဲ့အနီးဆုံးရင်ဝင်တဲ့မှာပေါ့နော်အဲ့ဒါမှာကျွန်တော်တို့ A major 7ကိုသုံးထားတာဖြစ်ပါတယ်တဲ့မှာထွေးပွေးဘမဝင်ပေမယ်ဆိုကျွန်တော်အဲ့မှာ B7 ကိုသုံးမယ်ပေါ့နော်ထွေးပွေးဘမဝင်ပေမယ်ဆို B7 ရိုးရိုးလေးပါပဲကျွန်တော်တို့ B7 ကော့လေးကိုင်ရုံပဲပေါ့နော်တနေရာရောက်မှာဆိုရင်ကျွန်တော်တို့ G sharp minor 7အရင်လုံးဦးဒါတွေးဆုံးပြီးပေါ့နော်အဲ့နာမှာကျွန်တော်တို့ G dim 7ကိုသုံးတာဖြစ်ပါတယ်အဲ့ဒါဦးဒါတွေးဆုံးပြီးပေါ့နော်အဲ့ဒါပြီးခုနကယူထားတဲ့ chorus chord ကိုပဲပြင်ယူမယ်ပေါ့နော်နာကျင်စေခဲ့ဘူးတူခေါ်ချင်ကြည့်နေတိမ်မွေးနူးညံစွာOkay ဒီနောက်မှာကျွန်တော်ကော့တစ်ခုပို့လာမယ် C sharp minor 7ပေါ့နော်တစ်ကွက်နှစ်ကွက်သုံးကွက်၄ကွက်မြောက်ရဲ့5ကျိုးမှာလက်ညှိုးထည့်မယ်တစ်ကွက်ကြော်မယ်အစင်လိုက်ထည့်မယ်လက်တကြွယ်လက်တန်းပေါ့နော်၄ကျိုး3ကျိုး C sharp minor 7ပြီးရင်အရင်လိုမပြောင်းလဲမြတ်တာတွေဆိုကျွန်တော်တို့ A ကိုသုံးမယ်ပေါ့နော်အရင်လိုမပြောင်းလဲမြတ်တာတွေတွင်စီလို့ဆိုကျွန်တော်တို့ C ကိုသုံးမယ်ပေါ့နော်တွင်စီလို့စိတ်ဝင်လာဆိုရင် D ကိုသုံးမယ် KB ဆိုတခါပြန် ES9 ပြန်ရောက်တော့ပေါ့နော်တကယ်တော့ E ကိုသုံးလို့ရပါတယ်ဘာလို့ ES9 သုံးလဲဆိုကာလာလေးပိုလာလို့ပေါ့နော်ပို့ပြီးတော့တက်စေချင်လို့ကျွန်တော် ES9 ကိုသုံးတာဖြစ်ပါတယ်စူးစမ်းပြီးတော့ဂိုင်ကြည့်ပါ ES9 ကပို့ပြီးတော့လာပပါတယ်ဗျ Okay ဆိုတော့တချင်အဲ့ဒါကိုပဲကျွန်တော်တို့ခောက်ပြန်လေးပြန်သွားနေမယ်ပေါ့နော်ဆိုတော့ထူးထူးဆန်းပါတယ်ဆိုလို့ဒီထဲမှာကျွန်တော်တို့ dim ပါလာမယ် minor 7 flat 5ပါမယ်ပေါ့နော်ဆိုတော့ဒါလေးနဲ့ပဲကစားတော့တာဖြစ်ပါတယ်ဆိုတော့ဘူးတရရချမယ်လို့လည်းမျှော်လင့်ပါတယ်အဆုံးထိရှုပေးလို့အားလုံးအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပါအားလုံးပဲ God bless you အတွေ့များနဲ့ချက်အေးစီလာခဲ့
ကံပြောက်တဲ့ငါဘဝကပေးတာလို့အတားတွေပြန်ချဲလိုက်ကောင်းလို့နေစေခုသွားတဲ့အနန္တပွင့်တို့ရင်မငူတကယ်စမတိချ